အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်ဒီမြန်မာလူပေါ့နော်ကျွန်တော် sharing လုပ်ပေးခြင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်လိလာဘူးတဲ့ကျွန်တော်တို့အသုံးဝင်တဲ့စကားလုံးလေးတွေကျွန်တော်ရှယ်မျှဝေပေးမယ်အဲ့လိုပဲကျွန်တော်တစ်ချိန်တည်းမှာပဲကျွန်တော်လည်းဒီအင်္ဂလိပ်စာလေ့လာရင်းနေပေါ့နော်ပို့ပြီးတော့တူတောင်းပေါ့ကျွန်တော်ဒီဗီဒီယိုလေးစပြီးတော့ create လုပ်ဖြစ်တာပေါ့နော်အဲ့တော့ဒီနေ့မှာတော့ကျွန်တော်ထူးထူးခြားခြားကျွန်တော်မှတ်မိတယ်ပေါ့နော်စကားလုံးလေးကျွန်တော်တို့ရန်လည်သုံးဝင်တဲ့စကားလုံးလေးတစ်ခုတော့ဒီနေ့ကျွန်တော်မျှဝေပေးဖို့ဆုံးဖြတ်ထားရပါတော့အဲ့တော့ကျွန်တော်တနည်းကျွန်တော်ဖက်နဲ့တော့ဝယ်ပေါ့နော်ဖက်နဲ့ဝယ်တော့ကျွန်တော်ဖက်နဲ့အစ်ဆိုတော့ဖက်နဲ့စာစီတော့ကျွန်တော်ဒီရှုဖက်နဲ့နည်းနည်းပေါက်သွားနော်ဖက်နဲ့ပေါက်တော့ဖက်နဲ့ပေါက်တယ်ပြောနော်ဖက်နဲ့ရှုဖက်နဲ့ပေါက်တော့ကျွန်တော်ဖက်နဲ့ပေါက်သွားတယ်အဲ့တော့ဖက်နဲ့ပေါက်တာကိုကျွန်တော်တို့အင်္ဂလိပ်လိုကျွန်တော်ဘယ်လိုပြောလို့ရလဲပေါ့နော်အဲ့တော့ကျွန်တော်ဖက်နဲ့ပေါက်တာကိုအင်္ဂလိပ်လိုကျွန်တော် shoe bite လို့ပြောလို့ရတာတွေ့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီမြန်မာမှာဆိုရင်ကျွန်တော်တို့ဒီဖက်နှက်ဒီမှာမပေါက်ချင်ဘူးဆိုရင်ဖက်နှက်တွေကိုအရင်ကိုက်ခိုင်းတယ်ပေါ့နော်အဲ့တော့အဲ့ဒါနဲ့ကျွန်တော်တို့နည်းနည်းစင်တူရပေါ့နော်အခု shoe bite လို့ကျွန်တော်တို့ပြောလို့ရတယ်ဒါကကျွန်တော်တို့ဒီ shoe ဖက်နှက်တွေအတွက်ကျွန်တော်တို့သုံးတာပေါ့ဒီကွာဒီကျွန်တော်တရေဖက်နှက်တို့เนาะကျွန်တော် slipper တွေစီးတယ်ဆိုရင်เนาะသူကိုကျွန်တော်က shoe sorry slipper blister ပေါ့နော်ဒီလိုမျိုးပြောလို့ရတယ်ဒါမှမဟုတ်ကျွန်တော် sandal blister ဆိုပြီးတော့ကျွန်တော်တို့သုံးပြီးလို့ရတယ်ပေါ့ဒါဆိုရင်ကျွန်တော်ဖက်နှက်ပေါက်တာကြီးကျွန်တော်ဒီဒီ blister ဆိုရင်ကျွန်တော်အရေးကြီးဘူးပေါ့နော်ဒီလိုမျိုးဖြစ်တာကြီးဆိုရင်ကျွန်တော်တို့သုံးပြီးလို့ရတယ်ပေါ့ဒါဆိုရင်တော့ကျွန်တော်ထင်တယ်ဖက်နှက်ပေါက်တယ်ဆိုတာကိုကျွန်တော်တို့ဘယ်လိုပြောလို့ရမလဲနောက်တစ်ခါကျွန်တော်တို့ဒီချိန်ညက်ဖက်နှက်တွေကျွန်တော်စီးတဲ့အခါကျရင်အရေးကြီးဘူးထားတာကိုဘယ်လိုပြောလို့ရမလဲဆိုတာကိုတော့ဒီဗီဒီယိုလေးရလည်းသိသွားမယ်လို့ကျွန်တော်မျှော်လင့်တယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတွေမှာလည်းဒီထက်ပေါ့နော်ကျွန်တော်တို့တကယ်ကောင်းတဲ့ကျွန်တော်လေ့လာမိသမျှအင်္ဂလိပ်စကားလုံးတွေကိုကျွန်တော်တနိုင်ဒီလောက် share တော့ပေးပါမယ်အဲ့ဒါကြောင့်ကျွန်တော် channel လေးကိုလည်းsubscribe လုပ်ထားပေးပါ like and share လေးလုပ်ပေးပါကျွန်တော်နောက်တဲ့ဗီဒီယိုကိုအမြဲတမ်း up to date ဖြစ်အောင်တင်သွားပေးပါမယ် okay ဒီနေ့ကတော့ဒီလောက်ပါပဲအဲ့တော့ bye bye ပါ